တရဏဂုံရဲ့အရှိန်ဝါကိုချဆင်းစေတတ်တဲ့အကြောင်း၃မျိုးကဘာလို့ဆိုအညာနာနားမလဲတာတခုမသိဘူးဘယ်လိုကိုးဝယ်ရမယ်ဆိုတာမသိဘူးနော်တန်တရာဟုတ်မဟုတ်ကလားဖះဆိုတာဟုတ်မဟုတ်ကလားဆိုတဲ့မယုံတယုံနဲ့ကိုးဝယ်တာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေးတွေအမြင်တွေနဲ့ကိုးဝယ်တာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာယော့နေပြီးတော့သွားလိုက်မယ်ဒါကြောင့်မို့အသိဉာဏ်လည်းရှိရမယ်တန်တရားလည်းခင်းရမယ်မှန်ကန်တဲ့ဉာဏ်အမြင်နဲ့ပြည့်စုံရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာအဲ့ဒီတရဏဂုံဟာဘယ်လိုအခါမှာပြတ်တတ်သလဲတရဏဂုံတချို့မေးလေးရှိတယ်တရဏဂုံပြတ်သလားမပြတ်ဘူးလားနတ်ရှ िख ိုးရင်ရောတရဏဂုံပြတ်သလားမပြတ်ဘူးအဲ့တော့ရှ िख ိုးတယ်ဆိုတဲ့နေရာမှာကိုးကွယ်လို့ရှ िख ိုးတာလားသို့မဟုတ်ကြောက်လို့ရှ िख ိုးတာလားရည်ရွယ်ချက်ရှိသေးတယ်ပေါ့ဟာနတ်ဟာလောကမှာအမြတ်ဆုံးပဲသူ့ရဲ့မြတ်တာမရှိဘူးတကိုးကြီးတယ်ဆိုပြီးတော့နတ်ကိုရှ िख ိုးတယ်တကိုးကြီးလို့အရာရာကိုသိနိုင်တဲ့အနေနဲ့ကိုးကွယ်ပြီးတော့နတ်ကိုရှ िख ိုးမယ်သို့မဟုတ်တခြားဘာသာဆရာဘာသာခိုင်းကိုရှ िख ိုးမယ်အဲ့ဒီလိုရည်ရွယ်ချက်တွေနဲ့ရှ िख ိုးမယ်အမှန်တရားကိုသိတယ်ဒီဘာသာအမှမှန်ကန်တယ်ဆိုတဲ့အနေနဲ့ရှ िख ိုးရင်တော့ဒါတရဏဂုံပြတ်တယ်အဲ့ဒါတရဏဂုံပြတ်တယ်အဲ့ဒီတရဏဂုံပြတ်မှုဟာအပြစ်လည်းရှိတယ်ပေါ့အပြစ်လည်းရှိတယ်လို့ဒီလိုဆိုတယ်ဟောတရဏဂုံကဘယ်ချိန်မှပြတ်တတ်သေးသလဲလို့ဆိုလို့ရှိရင်ဘုရားဘာသာဝင်တွေတရဏဂုံတော့စောင့်တည်ထားတယ်အသက်ရှိတယ်သို့တော့သေသွားပြီဆိုလို့ရှိရင်တော့တရဏဂုံပြတ်တယ်အဲ့ဒီပြတ်မှုကတော့အပြစ်မရှိဘူးသေသွားလို့ပြတ်တာကိုဘာဖြစ်လို့ပြတ်တယ်လို့ပြောတာတော့ဆိုဘုရားကုံတရားကုံသံဃာကုံသိနိုင်တဲ့စိတ်မှရှိမှမရှိတော့တရဏဂမနာဆိုတဲ့စိတ်တစ်ပတ်မရှိတော့မရှိသည့်အတွက်ကြောင့်သေလို့ရှိရင်တရဏဂုံပြတ်တယ်ဒါကြောင့်မို့လို့ဗမာပြည်မှာတရဏဂုံတင်တယ်ဆိုတဲ့အယူဆတစ်ခုထပ်ပေါ်လာတယ်တရဏဂုံကပြတ်သွားလို့ပြန်တင်ပေးတယ်ဆိုသို့တော့သေတဲ့အပေါ်မှာလူသေးကောင်ကြီးကိုတရဏဂုံတင်လို့ရတော့မရဘူးသူစောင့်တည်ထားတဲ့တရဏဂုံဟာသူသေသွားရင်ပြတ်သွားပြီမရှိတော့ဒီလိုဆိုလို့တယ်အဲ့တော့ဘေးကလူတွေကသာတရဏဂုံတင်တာအဲ့ပြတ်သွားတယ်ဆိုတာကိုအကြောင်းပြုပြီးတော့လောက်ကြပုံရတယ်တရဏဂုံတင်တယ်လို့ဆိုတာအမှန်ကတော့ဖြစ်တဲ့နာတရဏဂုံတင်တယ်ဆိုတာသေတဲ့လူကိုတင်တာမဟုတ်ဘူး